ပါပဲနဲ့တယောက်တည်းရှောက်ရမလွယ်ဆိုရင်တွင်ခဲ့ရတဲ့ဧတင်ရှင်သူရှိခဲ့ဘူးတဲ့ခန္ဓာချွေတပေးစတိခဲတိုင်တော်တင်ဆွဲခွဲမြဲရာဆွင်လူဆိုလည်းမဟုတ်ခဲ့ဘူးကွယ်ရာနီမှာသွေးဆောင်ခဲ့လေတဲ့နာပွဲချီခွဲဖြစ်ရဲ့အမှန်တကယ်ပင်ဆွစားပြီးစေယုံကြည်ပါတဲ့တခင်ဖြစ်လေမလုံးမထာရကောင်းကင်အမှန်တကယ်ပင်ဝန်စားတဲ့ရှင်ကိုတော်ဘေကတိတက်တဲ့အမြဲတကယ်ဝန်ခံကစိတ်ချလက်ပြောခွေပြောပြလို့တော့ယုံနိုင်စရာမရှိနေစမ်းမသိမယ်ကဘာမြေတွေ့ပိုက်ကကြုံဆုံလာတော့ကဲပြဿနာများကိုဒီလေစေဖို့လမ်းပြမဲ့တင်ဟာသခင်ဗျာနောက်လိုက်တဲ့ပွဲနာခံယူကျိုးစက်ကပ်ပါမြဲမပဲရွှေနိုင်ငံကြည်လန်းပြကားရဲ့